လူပတ်သွားပြီဟယ်လိုအားလုံးမင်္ဂလာပါဗျကျွန်တော်ဘီဂျိုပါကျွန်တော်ပုံမှန်ဆိုလို့ရှိရင် Guider Ranking ထိုင်ဖို့အတွက်ဒီ After Effects ကနေပြီးတော့သုံးလို့ရှိရပေါ့လောလောဆယ်တော့ Moho ရဲ့ဒီ official YouTube channel ကနေပြီးတော့သူတို့ tutorial တွေတင်တာကနေပြီးတော့ကျွန်တော်သူကဒီလက်လေး360လှည့်တာကိုကျွန်တော်အခု live လုပ်ကြည့်ပါ live လုပ်ကြည့်ရင်လည်းဒီဟာတွေကိုအရင်ကျွမ်းတဲ့ဘိုင်းတော့မဟုတ်သေးဘူးပေါ့နော်အခုမှလေးလာနေလို့ဆိုတော့ကျွန်တော်ဘယ်လိုလေးလာထားရဲဆိုတာရယ်ကျွန်တော်အခုကျွန်တော်လုပ်ထားတဲ့ process ကိုကျွန်တော် sharing လုပ်ရင်းနဲ့လုပ်ပြမှာပေါ့နော်ဆိုတော့တစ်ချက်လက်ကြည့်ရအောင်ဒါဆိုဒါကပထမဆုံးဒီ Moho software ဖွင့်တာ ਨੇ မြင်ရတဲ့ canvas ကြီးပေါ့ဒီအောက်ကကြတော့ဒီ animation ပတ်နေအမှ guider တိုင်းဒီ keyframe တွေပေးရမှာ keyframe တွေပေးပြီးတော့ဒီမှာတော့အောက်ကညာဘက်တောက်အောက်ကကျွန်တော်လည်းပိတ်ဟိုဒီမှာဒါလေးရပဲနေပေါ့နော်ပြီးတော့ကျွန်တော်ပုံဆွဲမယ်ဆိုလို့ရှိရင်ဒီမှာ style ကနေပြီးတော့ဒီ color တွေပါရွေးလို့ရတယ်ပြီးလို့ရှိရင်အခုပထမဆုံးlayer panel မှာပုံစဆွဲမယ်ဆိုရင်ဒီမှာပေါ့ဒီ draw လေးတဲ့ဒီမှာ keyframe မှာ0ဒီ keyframe ရဲ့0ထားပြီးတော့ဟိုဟာပုံစဆွဲရမှာပေါ့အဲ့တော့အခုကကျွန်တော်လက်လေးကို360ဆွဲမယ်ဆိုတော့ reference တော့မရှိဘူးဒီကနေတန်းပြီးတော့ဆွဲလိုက်မှာဆိုတော့သူကဒီ auto stroke auto fade အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အဝိုင်းဆွဲရင်ဒီမှာအဝိုင်းနဲ့ stroke ကော color ရောတစ်ခါ fade ပြီးသားဖြစ်တော့အဲ့ဒါကိုကျွန်တော်ဆွဲမှာကတခြားဆိုတော့ပြတ်လိုက်မယ်ပြီးတော့ကျွန်တော်လက်မောင်းနဲ့လက်ဒီဒါဘယ်လိုခေါ်လဲ 4N လားမြန်မာလိုခေါ်နေမိနေလက်ကောက်လားလက်ကောက်နဲ့လက်ဖွားနဲ့ပေါ့အဲ့ဒီဟာကို360လဲဆိုတော့ဒါဆိုဒါ layer 1ဒါကို N လို့ပဲပေးလိုက်မယ်ဒီဒီရမိသွားလို့ဟိုက 4N လာတော့မသိဘူးဒါက N ပြီးတော့နောက်ထပ် better layer FORN ပြီးတော့ဒီကောင်ကိုကြတော့ဒီလိုလေးဆွဲလိုက်မယ်ဒါတော့ 4N ပြီးတော့လက်ဖွားပေါ့ဒါကြတော့သူက N ပဲဒီမှာကအစမ်းလုပ်ပြတာဆိုတော့ဟိုအကျန်းလေးပဲဆွဲလိုက်မယ်နော်နည်းနည်းတော့ကောင်းငါဆွဲပါမယ်ဆိုတော့အမှလက်ဖွားလေးရပြီလက်ဖွားရပြီဆိုတော့ဒီကောင်ကို1လို့ပေးလိုက်မယ်ပြီးတော့ပါဆိုလက်လှည့်လိုက်လို့ရှိရင်အရှိနိုင်အောင်နဲ့ပေါ်မှာဆိုတော့ဒါ1ပြီးတော့ဒီကောင်ကိုပဲ duplicate လုပ်ပြီးတော့နံပါတ်2ဒီမှာပေါ့ဆိုတော့ဒီကောင်ကိုဒါကအတွင်းပိုင်းပေါ့ဒီလိုမျိုးလေးဖြစ်သွားမှာပေါ့ဒီလိုမျိုးလေးဖြစ်သွားမှာဆိုတော့ဒီနှစ်ကောင်ကိုသူ့ကိုgroup with selection ပေးလိုက်မယ်ဆိုရင်အမှ group တစ်ခုဖြစ်သွားပြီပြီးရင်သူ့ကိုhand လို့ပဲနာမည်ပေးလိုက်ပြီဒါဆိုရင်တကယ်လို့ဒီကောင်ကိုသုံးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ group ပေါ်မှာ right click ထောက်convert to switch ပြီးလို့ရှိရင်ဒါဆိုကျွန်တော်တို့ဒီမှာ keyframe ပေးတဲ့ချိန်ကျရင်ဒီကောင်ကို hand 1ဒါဆို hand 1ပြီးပေါ်တယ်နောက်တစ်ခုမှာ keyframe နောက်တစ်ခုမှာ hand 2နှိပ်လိုက်လို့ရှိရင်ဒီမှာ hand 2ပေါ်တယ်ဒီမှာဒီ keyframe ကြည့်လိုက်လို့ရှိရင်ဒီမှာ keyframe မှာကြည့်အတိုင်းကိုယ့်ရဲ့ switch layer ဆိုတော့ဒီထက်မှာကိုနှိပ်လိုက်တာကိုပေါ်တယ်ဆိုတော့ဒီကောင်အဓိကလုံးမဟုတ်တော့ဖြတ်လိုက်မယ်ဒီကောင်လေးဖြတ်လိုက်နောက်တစ်ခုကသူ့ကိုလက်ကိုလှည့်ချင်တာဆိုတော့လောလောဆယ်ဟိုလှုပ်လိုက်အောင်အတိတ်လေးထားလိုက်အောင်လက်ဖွားရှေ့တက်လေးပြီးရင်သူ့ကို guider rig ထိုင်ရမှာပေါ့နော်သူ့အယိုးဘုံတွေနဲ့ချိန်ကမှာအယိုးတွေနဲ့ချိန်ကမှာ
ဆိုတော့ဒီ3កောင်ကိုဆက်လက်ပေးမပေးရဘူးလားတော့မသိရပါဘူးဟုတ်တယ်မပေးရဘူးပြီးတော့ဟိုဒီမှာဘုံလေးရဆိုပြီးတော့လေယာတစ်ခုခေါ်ရတယ်အဲ့ဒီဟာကနာမည်မပေးတော့ပါဘူးဒီ3ခုကိုပြီးရင်ဆွဲထည့်လိုက်အဲ့ဆိုဝင်သွားပြီဆိုလို့ရှိရင်ဒီမှာဘုံလေးရကိုထောက်ပြီးရင်0 key frame ကို0မှာထားပြီးရင်ဒီမှာဘုံဆိုတာပေါ်လာပြီဒီဘက်ဘယ်ဘက်အပေါ်လေးမှာဘုံဆိုတာပေါ်လာပြီအဲ့ဒီကကိုဆွဲပြီးတော့ဒီမှာအယိုးလေးချိတ်လိုက်အောင်ပဲပြီးရင်နောက်ထပ်အယိုးထပ်ချိတ်ပြီးရင်လက်ပေါ်ဒီမှာဆိုဒီ3ခုဖြစ်သွားပြီပြီးရင်နောက် step တစ်ခုကဒီအယိုးတွေနဲ့ဒီဆွဲထားတဲ့လက်မောင်းတွေလက်ပွားတွေနဲ့ချိတ်ရမယ်ဆိုတော့ဒီကောင်ကိုဒီမှာဒါဘိုင်းလေးရရှိတယ်အဲ့ဘိုင်းလေးရနဲ့နှိပ်လိုက်လို့ရှိရင်သူကဟိုဒီအယိုးနဲ့ဟိုနဲ့ချိတ်ကမှဖြစ်သွားပြီဒီမှာဒီလက်မောင်းလေးရကိုနှိပ်ထားပြီးတော့အဲ့သူနဲ့သက်ဆိုင်တဲ့အယိုးကိုနှိပ်လိုက်လို့ရှိရင်သူကအော်တိုဘိုင်းဖြစ်သွားပြီဒီမှာဒါလေးနှိပ်လိုက်အဲ့ဆိုလက်မောင်းဖြစ်သွားပြီပြီးတော့နောက်ထပ်4 ဒီလက်မောင်းလားအဲ့ဒီဟာကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်နောက်ထပ်သူနဲ့ဆိုင်တဲ့ဘုံကိုထပ်နှိပ်လိုက်ဒါဆိုသူနဲ့ကချိတ်သွားပြီပြီးရင်လက်ပေါ်ဆိုတော့ဒီ glue ကိုနှိပ်မယ်ပြီးရင်ဒီကောင်ကိုနှိပ်လိုက်မယ်ဒါဆိုသူနဲ့ဆိုင်တဲ့ဟာဖြစ်သွားပြီပေါ့ဆိုတော့ပုံမှန်ဆိုလို့ရှိရင်ဒီမှာဟိုဒီဘုံလေးရာကိုထောက်ပြီးတော့ key frame ပေးရတာဆိုတော့သူ့ကို manipulate ဘုံနဲ့လုပ်မယ်လုပ်ကြည့်မယ်ဆက်လက်ဘုံဆက်လက်ပေးရအောင် manipulate ဘုံနဲ့လုပ်ကြည့်မယ်ဒီမှာဆိုဒီလိုမျိုးကြီးတွေဟိုအခြေဆက်မရှိဘဲနဲ့လဲနေတယ်ပြီးတော့ဒီနာမည်မိနေလို့ transform ဘုံအဲ transform လုပ်တဲ့ဘုံနဲ့ချိန်လိုက်လို့ရှိရင်လည်းဒီမှာဟိုဒီအနားသက်ကြီးတာမှတ်လာပဲနဲ့ဖြစ်နေရောအဲ့ဒါတွေကိုဘယ်လိုမျိုးဖြောက်မလဲဆိုတော့ action ပေးရတယ် Photoshop တွေပိုင်းမှာဆို action ပေးသလိုပဲသူတို့ auto လောက်သွားတာဟာကိုကသူ့ action ပေးရတာအဲ့ဆိုလို့ရှိရင်သူ auto လောက်သွားပြီအဲ့ဒီ channel ဟာတွေကိုဆိုတော့အဒီမှာကိုကဒီကမဆိုင်တာဖြစ်လိုက်မယ်ဆိုတော့0မှာထားကိုကအဲ့ action ပေးမယ်ဆို0မှာထားပြီးတော့ပေးရတယ်ပေါ့နော်ဆိုတော့ window ခေါ်မယ်ပြီးရင် action နှိပ်မယ်ဒါဆိုလာပြီဒါကြီးဒါဆိုလို့ရှိရင်ဒီကောင်ကိုပုံစလက်ပြရမယ်ပုံကိုဆက်လက်ပေးပြီးတော့ဒီမှာ action တစ်ခုခေါ်ရမယ်ပြောရဘာမှပေါ်လာsmart ပုံပေါ်လာပြီလမ်းသွားတာပဲဟိုဖျားပြီဆိုတော့သူကတပတ်လေမှာဆိုနည်းစမ်းကြည့်အောင်48လောက်48မှာပဲဟိုတပတ်လေလိုက်မယ်ဒါဆိုဒီကြပေါက်လေပါပြီဆိုတော့အဲ့လိုလေတာပြင်ကြည့်လိုက်မယ်ဒီကြပေါက်လေပါပြီဆိုတော့သူလက်ကစားလှဲလို့ရှိရင်ဒီလောက်ကနေပြီးတော့ဒီလက်ဖွားဖြတ်ပြီးတော့ဟန်ဝမ်ကိုပြောင်းမယ်ဒီလောက်ကပြီးတော့ဒီလောက်ကပြန်စပြီးတော့လက်ပြန်ပြောင်းမယ်ရှာပြီဒါဆိုရင်အဲ့ဒါကိုပဲလူပတ်တော့โอเคဆိုတော့လက်ပြောင်းလိုက်တဲ့အချိန်မှာဒီမှာM ကိုတွားပြီးတော့နည်းနည်းရွှေ့
ဒီလောက်မှာ full on ကိုတော့ပြင်မယ်ဟုတ်တော့ဒီ point တွေအကုန်လုံးဆက်လက်မိနေတော့ပြီးတော့အမ်လာထပ်ပြန်ကျလောက်ထားလိုက်မယ်ပြီးတော့ဒီလက်မောင်းရပြင်မယ်ပြီးတော့ 4M မှာဒီအတွင်းထဲရောက်နေတဲ့ line တအားများလို့ねဆိုတော့ဒီမှာနည်းနည်းတက်ပြင်လိုက်မယ်ပြီးတော့နည်းနည်းကောက်နေလို့ခံစားရလို့ရိုက်ဒါလို့ဆိုရင်ဒီလောက်ဆိုရင်နည်းနည်းဘောမကြလို့ဒီမှာပြင်အောင်မယ်ဒီမှာ order ဖိပြီးတော့တစောင်းဆွဲချလို့လည်းရတယ်ပြီးတော့ဒီကောင်ချိတ်ဆက်မိသွားပြီသူကလွတ်နေတဲ့နေရာတွေပုံနေတဲ့နေရာတွေကိုအကုန်လုံးကိုပဲ key frame နဲ့လိုက်ဖြတ်သွားတာလိုက်ပြီးတော့ key frame ပဲလိုက်ပြီးတော့ပြင်ရတာပေါ့ဒီမှာကနားပဲပြင်ရခက်တာဒီ application ဒီ software ကိုအရင်မရင်းနေသေးဘူးဆိုတော့ရှိသမျှအကုန်လုံး like ရန်တန်းလို့ဆိုဒီ tools တွေအကုန်လုံးတစ်ခုချင်းစီ by one like နှိပ်ပြီးတော့ပြင်နေရပါဘာပြော AE ထက်တော့နည်းနည်းမဟုတ်တော့တော်တော်သဘောကျတယ်မလုံးတက်သေးတော့လည်းနည်းနည်းကြာတော့ဟို AE တာအဲ့လိုလေးလုပ်လို့ရပိုကောင်း effect တွေပါလိုက်ပြင်ရတာ shadow ထည့်ရတာအဲ့မှာပုံမိုက်တယ် shadow ထည့်ရပုံမိုက်တယ်ဆိုလို့မိုက်တဲ့အကြောင်းပဲသိရတေချာမလုပ်ဘူးသေးဘူးဆိုတော့ဒီမှာဆိုအဲ့လိုလက်ကွေးတဲ့အချိန်မှာပုံနေတဲ့အစားအနာတွေကစားလိုက်ပြင်ရတာဒါဒီမှာဆိုရင်သူ့ရဲ့တထောင်ကအဆုံးသက်ရောက်နေပြီဆိုဒီဟွာပဲအစားလေးပဲလိုက်အဆုံးသက်ရိုက်ဒီမှာတပတ်လဲပါမလို့လေဆိုတော့ဒီ M ကိုပထမkey frame ပေးထားတဲ့အတိုင်းပြန်ချလိုက်မယ်ဆိုရင်သူ48တွေဒါဆိုရင်ဒါကြာပြီးသားအတိုင်းပြန်ကြအောင်အဲ့ဒါမှသူဂျားထဲမှာလွတ်နေရနေလိုက်ဖြည့်ရုံဒီတောက်လျှောက်ကတော့အဆင်ပြေသွားပြီလိုက်ဖြည့်ရုံပဲဆိုတော့ဒီတောက်လျှောက်ဒီနားလောက်လိုက်ဖြည့်လိုက်မယ်
ဒီနားလေးကိုဖြည့်မယ်ဒီနားလေးကိုဖြည့်မယ်ဒီဆွဲလိုက်မယ်ဒီနားလေးဒီဆွဲလိုက်ပြီးတော့ဒီနားလေးမှာတိတ်တော့မကြောက်ဒီတော့ဒါဆိုချောကျဖြစ်သွားပြီ360လဲသွားပြီဘယ်နှမိနစ်မှမရှိသေးဘူးကိုဒီဟာဆိုအပြင်မှာသွားပြီးတော့လေယာဝဲဖိပြီးတော့သွားလှည့်ကြည့်လိုက်မယ်တော်ကွတ်သွားပြီ play ကြည့်မယ်ဒါလေးချောကျဖြစ်သွားပြီသူလက်ရဲ့ဟိုလက်ဖမိုးနဲ့လက်ဖွားလည်းပေါ်ပြီးတော့ဆိုတော့အဲ့ဒါပြီးသွားပြီဆိုရင် main timeline ကိုသွားပြီးတော့စမ်းကြည့်ရတာပေါ့ခုနကတခါပြဿနာတက်သွားသေးတယ် live မလှုပ်လို့သူကကျွန်တော်ညာဘက်ချမ်းကိုပဲဒီ clockwise လိုမျိုးနိုင်လက်တန်လဲလိုမျိုးပဲလှည့်ထားဆိုတော့ညာဘက်ချမ်းကိုပဲလှည့်ထားဆိုတော့ဟိုညာဘက်ချမ်းက360တစ်ခေါက်ပြီးလို့ရှိရင်သူကစက်မလဲတော့ဘူးဒီမှာကြည့်ဒီမှာဆိုလဲဒါဒီကျွန်တော်ဒါ360ဆုံးသွားပြီဒါဒီမှာ360ဆုံးသွားပြီဒါဆိုသူကလည်းသူကလှသေးအဲ့တော့ကြော်ရရှင်သူက live အလုံးမလုပ်တော့ဒီမှာဆိုဒါသူ limit နဲ့သူတော့ရှိရပါဘောနော် limit ပဲမှာဒါ keyframe ပေးလိုက်ပြီဆိုတော့ဒါကိုပြန်ပြီးတော့လှုပ်ကြည့်လိုက်ဒီကောင်က24ဆိုတော့ဒီလည်း24ပဲဖိုင်ကြည့်လိုက်ဟောမဟုတ်ဘူးလေ24မဟုတ်ဘူးဒါ96လောက်96ဒီမှာတလောက်ပြီးတယ်နောက်ထပ်ကဒီမှာ manipulate ဒီ transform ပုံနဲ့ဒီလောက်ထားရတယ်ပြီးတော့ဒီ90နဲ့မှာဒီလောက်ထားပြီးတော့ဒီ96မှာ final ကိုဒီကောင်ထားလိုက်မယ်နံပါတ်3မှာရှိခဲ့တဲ့ဟာနဲ့ထားလိုက်မယ်ဒါဆိုရင်loop ပတ်သွားပြီမဟုတ်အဲ့လိုလုပ်တာပါတော်သေးရဲ့အောင်မြင်ပြီးသွားပြီကျေးဇူးတင်ပါတယ်လို့ဆိုတော့အခုကကျွမ်းတဲ့အဆင့်တော့မဟုတ်ဘူးဒါကိုရီလည်းဒီ YouTube ကနေပြီးပဲ YouTube ကနေပဲပြန်ပြီးတော့လေးလာရင်လည်းပြန်လုပ်ကြည့်ရအောင်တော့ကို process ကိုပြန် share လုပ်ရင်လည်းအသစ်တွေလေးလာဆိုတော့ကိုကလည်းဝါသနာပါတာဆိုတော့ပြောနေရနောက်ထပ်ပိုကောင်းတာလာမယ် animation ကို frame by frame နဲ့ဒါနဲ့လုပ်မှာအေးတော့မကင်ပြတော့ဘူးဒီကောင်မိုးဟွားဘုံနေလည်းချိန်လို့ရဆိုတော့အေးမှာဆိုရင်တအားရှုပ်တယ်အခုက project ကဘယ်လိုလဲဆိုရင်ဒီမိုးဟိုမှာ character animation လုပ်မယ်မိုးဟိုမှာ character animation လုပ်မယ်အေးမှာ composition ထိုင်တယ်ဒီ lighting shadow တွေထည့်တယ်ပြီးရင်တခြားဒီDaVinci ဗါလဲ DaVinci Resolve ဒါမှမဟုတ် Premiere Pro ဒါမှမဟုတ် CapCut တို့ပေါ့ကျွန်တော်လည်းလုပ်တော့လို့လေအဲ့ဒီတခြား editing software တွေမှာအဲ့လိုမျိုး process တစ်ခုချင်းစီအကုန်လုံးကိုပေါင်းပြီးတော့လုပ်ကြတာပဲ software နဲ့မှာတစ်ခုလေးနဲ့မပြီးသွားဘူးပေါ့နော်ဒါတွေကအကုန်လုံးပေါင်းလုပ်ရဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲလက်လေးပဲ360လောက်တာတဒါ